ပြည်တွင်းရဲ့73စီလိုအပ်ချက်ကိုဖြည့်ဆည်းပေးနိုင်မှုရည်ရွယ်ပြီးဇီဝလောင်စာဆီကိုကျယ်ပြန့်စွာထုတ်လုပ်သုံးစွဲနိုင်ရေးအတွက်စီမံဆောင်ရွက်လျက်ရှိကြောင်းစွမ်းအင်ဝန်ကြီးဌာနကထုတ်ပြန်ပြောကြားလာပါတယ်။လေယာထွက်သီးနှံတွေဖြစ်တဲ့ပြောင်းကြံစကွဲစားတဲ့ကုန်ကျန်းများမှတန်ဖိုးမြင့်ထုတ်ကုန်ဖြစ်တဲ့ရေမဲအီသနောနဲ့ပြည်တွင်းထုတ်ဓာတ်ဆီတို့ကိုအချိုးစားအတိုင်းရောဆက်ခါဇီဝလောင်စာဆီအဖြစ်ထုတ်လုပ်မယ်လို့ဆိုပါတယ်။နိုင်ငံအတွင်းက73စီလိုအပ်ချက်ရဲ့69%ကိုပြည်ပကနေတင်သွင်းနေရပေမဲ့တင်သွင်းမှုကိုအစားထိုးရှော့ချနိုင်ရေးအတွက်ကုန်းတွင်းနဲ့ကမ်းလွန်လောက်ကတွေမှာရေနံနဲ့သဘာဝဓာတ်ငွေ့ပုံမိုတိုးတက်ရှာဖွေထုတ်လုပ်နေတယ်လို့ဆက်ပြောပါတယ်။ဒါအပြင်လက်ရှိရေနံချက်စက်ရုံတွေကိုအဆင့်မြင့်မိုးမှန်ပြင်ဆင်တာရေနံချက်စက်ရုံအသစ်တွေထပ်မံတည်ဆောက်တာတွေကိုဝန်ကြီးဌာနအနေနဲ့ကြိုးပမ်းဆောင်ရွက်လျက်ရှိတဲ့အကြောင်းလည်းထုတ်ပြန်ထားပါတယ်။လက်ရှိမှာ73စီသုံးစွဲမှုကိုတင်းတင်းနဲ့ဈေးနှုန်းနဲ့ဝယ်ယူသုံးစွဲနိုင်ရေးအတွက်73စီကြီးကြပ်ရေးကော်မတီကဈေးနှုန်းသတ်မှတ်စံချိန်စံညွှန်းအရေးအသွေးနဲ့အချင်းအတွေ့ပြည်မိမှန်ကန်စေရေးတို့ကိုစဉ်ဆက်မပြတ်ကြီးကြပ်ဆောင်ရွက်လျက်ရှိတယ်လို့ပြောကြားထားပါတယ်။ဒါအပြင်အဓိကလမ်းမိုင်းကြီးတွေနဲ့အဓိကမြို့ကြီးတွေက73စီအယောင်းဆိုင်တွေကို73စီတွေကြိုတင်ဖြည့်တင်းထားတဲ့အပြင်လိုအပ်ပါကထပ်မံဖြည့်တင်းပေးနိုင်ဖို့စီတင်ရင်ကြီးတွေမှာ73စီအပြည့်ဖြစ်ပြီးဒေတာအလိုက်စီမံထားရှိကြောင်းစွမ်းအင်ဝန်ကြီးဌာနကနေသိရပါတယ်။73စီဝယ်ယူရမှာလဲ MPTA FN application ကနေအယောင်းဆိုင်တွေရဲ့ဖွင့်လှစ်မှုအခြေအနေ73စီအမျိုးအစားနဲ့ရောင်းစင်းနှုန်းတို့ကိုကြည့်ရှုပြီးနှစ်သက်ရာအယောင်းဆိုင်မှာရွေးချယ်ဝယ်ယူနိုင်တယ်လို့လည်းဝန်ကြီးဌာနကနေထုတ်ပြန်ထားကြောင်းပါခင်ဗျာ။